တော့ aircon compressor ပူလီချိုးပြတ်သွားလို့အသစ်လဲပေးခဲ့တဲ့ဗီဒီယိုလေးပါအဲ့ပူလီချိုးပြတ်လို့လာလဲတဲ့ကားရေဆိုလို့ရှိရင်အဲ့ပူလီချိုးဆိုင်ရှာတာအရန်တိုင်ပတ်တယ်ဒါပေမဲ့ဒီကကန်ကောင်းထောင်းမစွာနဲ့ပြတ်ချန်ခဲ့တဲ့အပိုင်းလေးကနံပါတ်ပါလာတဲ့အပိုင်းလေးဖြစ်နေတော့လုံးမလျှော့ခဲ့ဘူးပူလီချိုးရလိုက်ပြီဆိုတော့အရင်ဆုံးဒီ 1K ဆက်ပူလီချိုးထိုင်ရခွင့်ကိုကျွန်တော်လည်းအလွတ်မရတော့တေချာသွားအောင်လို့ Google မှာရိုက်ချလိုက်တယ်အရင်ဆုံး agent free ပူလီnet ကို short ပြီးရင် agent ကို short ပူလီထည့်ပြီး agent ပြန်လိုက်ရင်ရပြီဒီ 1KZ engine မှာပူလီချိုးနှစ်ချောင်းနဲ့တွားထားတာမှာရေးကြီးရဲ့ချိုးက dynamo နဲ့ water pump နှစ်ခုကိုတွားထားတဲ့ချိုးဒီ aircon compressor ချိုးပြတ်သွားလို့အနေရမရှိဘူး aircon မလာတာပဲရှိတယ်ပူလီချိုးတက်ပြီးရင်ပူလီ line တဲ့ဝင်မဝင်တေချာစစ်ဆေးပြီးမှစက်နိုးပြီးစမ်းကြည့်တဲ့အကောင်းဆုံးပါပူလီချိုးမှာ line အများကြီးပါတဲ့ချိုးဆိုလို့ရှိရင် line တစ် line လောက်ကချောနေတတ်တယ်တကယ်လို့တေချာမစစ်ပဲနဲ့လွတ်ပေးလိုက်လို့ရှိရင်ပူလီကျိုးခဏလေးနဲ့ပြတ်တယ်ခံမတင်လို့ရှိရင်ပူလီရောပူလီဘောပါနာဝတတ်ပါတယ်ကဲပူလီကျိုးတက်ပြီဆိုတော့စမ်းလို့ပြီးစမ်းကြည့်ပါမယ်ပူလီကျိုးအော်တန်လည်းမကြဘူးအဲကွန်လည်းအေးတယ်ဆိုတော့ပူလီကျိုးလဲတာအောင်မြင်သွားပါပြီအားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဗျ